AI ကမှနောက်မကြခြင်းသိထားမယ့် website များအပိုင်း1မင်းဒီ website ကိုသွားမယ်ဆိုရင်မင်းစိတ်ကူးနိုင်တဲ့ website တွေအားလုံးကိုစာလေးရေးပြီးတော့ဖန်တီးလို့ရတယ်ဒါပဲလားဆိုတော့မဟုတ်သေးဘူးကိုဖန်တီးထားတဲ့ website ကိုကြော်ညာထည့်ပြီးတော့အခုလိုလဲပတ်စံရှာလို့ရသေးတယ်ဥပမာကျွန်တော်ကကိတ်မုတ်ဆိုင်တော့ website တစ်ခုကိုဖန်တီးခြင်းတယ်ဆိုပါစို့ပထမဆုံးအဆင့်အနေနဲ့ကျွန်တော်တို့ ChatGPT ကို prompt ရေးခိုင်းမယ်ပြီးရင်ရလာတဲ့ prompt ကို copy ယူမယ် copy ယူလာတဲ့ prompt ကိုဒီနေရာမှာထည့်ပြီးတော့ကျွန်တော်တို့ send button လေးကိုနှိပ်ပေးလိုက်ရုံပဲအခုဆိုရင်ကျွန်တော်ထည့်ပေးထားတဲ့ prompt နဲ့ပတ်သက်ပြီးတော့သူလုပ်နေပြီဖြစ်ပါတယ်ဒါပြီးရင်တော့ကျွန်တော်တို့ along ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ရုံပဲဆိုတော့သူ code တွေပြန်ရေးနေပြီပေါ့နော်ခဏလေးစောင့်ပေးလိုက်ပါအခုဆိုရင်တော့ code တွေရေးတာအားလုံးပြီးသွားပါပြီကျွန်တော်တို့ရဲ့အရန်လှပတဲ့ကိတ်မုတ်ဆိုင် website လေးရရှိလာပြီပဲဖြစ်ပါတယ်အောက်မှာဆိုရင်လည်းကျွန်တော်တို့ feature တွေအများကြီးရှိတယ် feature gate တွေရှိမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ shop ထဲမှာဆိုရင်ကျွန်တော်တို့ဒီ gate တွေကိုဝယ်လို့ရတဲ့ကျွန်တော်တို့နေရာလေးရှိမယ်ဒါ shop ထဲကနေရာလေးပေါ့နော်ကျွန်တော် gate mode တစ်ခုချင်းစီတိုင်းကိုကျွန်တော်တို့ဈေးလေးတွေနဲ့သူ့ရဲ့ description detail တွေပါတွေအားလုံးပါပြီးသားပေါ့နော်ဆိုတော့ gallery ဆိုရင်လည်းကျွန်တော်တို့ဒီ gallery ထဲမှာဆိုကျွန်တော်တို့ရှိမှရှိတဲ့ gate mode အကုန်လုံးရဲ့ဒီ galleryထဲကပုံတွေကိုဖော်ပြပေးမယ်ပေါ့နော်ဆိုတော့ဒါ birthday အတွက် cake လားဒါမှမဟုတ် wedding အတွက် cake လား kids ကလေးတွေအတွက်လားပေါ့ဒါမှမဟုတ် custom made လားပေါ့ဒါမှမဟုတ်လည်းကျွန်တော် gallery ပြီးရင်ကျွန်တော် review ဆိုရင်လည်းကျွန်တော်ဒီမှာ customer review တွေကိုကျွန်တော်ရေးထားပေးခဲ့လို့ရတဲ့နေရာလေးရှိပါတယ်ဒါသူ့ဘာသူ automatic လုပ်ပေးထားတာပေါ့နော်ကျွန်တော် AI ကနေပဲလုပ်ပေးလိုက်တဲ့ဟာပါဆိုတော့ဒီမှာ custom cake ဆိုရင်လည်းကျွန်တော်cake mode ကိုဘယ်လိုပုံစံမျိုးနဲ့လိုချင်တယ်ဆိုတာမျိုးကိုပါ customize လုပ်ပြီးတော့ကျွန်တော်တို့ပို့ပေးလို့ရတဲ့ပုံစံမျိုးတွေပါရပါတယ်ဆိုတော့ဒီမှာဆို contact ဆိုလဲကျွန်တော်တို့ကိုဆက်သွယ်လို့ရတယ်လိပ်စာတွေဘာတွေထည့်ပေးထားလို့ရတယ်ပေါ့နော်ကျွန်တော်တို့နောက်ဆုံးအနေနဲ့လုပ်ဖို့လိုအပ်တာဆိုလို့ website ကို publish လုပ်ပေးဖို့ပဲလိုအပ်ပါတော့တယ်ဆိုတော့ဒီ website ကိုဒီတိုင်းထားမယ်ဆိုရင်တော့ကျွန်တော်တို့သူများတွေကိုပြလို့ရမှာမဟုတ်ဘဲနဲ့ဒီ website ကိုကျွန်တော်တို့ publish လုပ်ပြီးတော့မှဒါသူများတွေကိုပြလို့ရမှာဖြစ်ပါတယ်ဒီလိုပုံလေးပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ website ကအသုံးပြုလို့ရပြီဖြစ်တဲ့အသင့်အနေအထားကိုရရှိပြီလို့သတ်မှတ်လို့ရပါတယ်သူပေးထားတဲ့ link ကိုယူပြီးတော့ကျွန်တော်တို့ browser မှာထည့်ပြီးတော့ enter ခောက်လိုက်ရုံပါပဲအခုဆိုရင်တော့အစင်းနဲ့သုံးပြုလို့ရပြီဖြစ်တဲ့ကျွန်တော်တို့ရဲ့ Game Mode ဆိုင် website လေးကိုရရှိသွားပြီပဲဖြစ်ပါတယ်ကို website မှာကြော်ညာထည့်ပြီးတော့ပတ်စံဘယ်လိုရှာမလဲဆိုတဲ့ဟာကိုကျွန်တော်ရှေ့မှာဗီဒီယိုလုပ်ပြီးတင်ပေးခဲ့ပြီးပါပြီအခုလိုဗီဒီယိုမျိုးတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ comment မှာပတ်တူးလို့ရေးပေးခဲ့ပါတောင်းဆိုရတဲ့လူများရင်နောက်ထပ်ဗီဒီယိုတွေဆက်ပြီးတော့လုပ်ပေးသွားပါမယ်အားလုံးပဲတာချမ်းမြေ့ကြပါ